ဤသူမဲ့ဆိုပင်ကိုကတော့ထူးချွန်လာကြတာမဟုတ်ဘူးဆရာကောင်းသမားကောင်းမိကောင်းဆွေကောင်းမိကောင်းဖကောင်းတို့နဲ့ကြုံတွေ့တဲ့အခါမှာထိုသူတော်ကောင်းပုဂ္ဂိုလ်များတို့ရဲ့အဆုံးအမစကားဟာလုံလောက်တဲ့လမ်းညွှန်မှုကိုပြုတဲ့မိရှုတစ်ဆောင်ပမာဘဝခရီးကိုရှောက်လန်းတဲ့အခါမှာများစွာအထောက်အကူရရှိခဲ့ကြတာဖြစ်ဒါကြောင့်ဟိုထူးချွန်တဲ့ပုဂ္ဂိုလ်သူမြတ်ဖြစ်ရောက်ရှိလာတာတဲ့မှတ်ပေးတဲ့ဆရာသမားမရှိဘူးဆိုလို့ရှိရင်ရောက်လာဖို့ရအလွန်ခဲရင်တယ်ဒါကြောင့်မို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကောင်းသမားကောင်းဆိုတဲ့ကလျာဏမိတ်တာမိကောင်းဆွေကောင်းဆိုတဲ့ကလျာဏမိတ်တာမိကောင်းဖကောင်းဆိုတဲ့ကလျာဏမိတ်တာအင်မတန်မှအရေးကြီးတယ်ကလျာဏမိတ်တာဆိုတာဟာကလျာဏမိတ်တာထဲမှာအမြင့်ဆုံးအဆင့်ထိအောင်လမ်းညွှန်မှုပေးနိုင်တဲ့ကလျာဏမိတ်တာသဗ္ဗညုဖျားပဲဖြစ်တယ်မြတ်စွာဘုရားကဲ့သို့သောကလျာဏမိတ်တာမျိုးနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဘဝမှာတန်ဖိုးအရှိဆုံးအဆင့်ကိုရောက်ရှိကြတာဖြစ်တယ်ဒီခါတော့ကရှင်အနန္ဒမထေရမြတ်ကဓမ္မစရိယဆိုတဲ့အကျင့်မှာသူစဉ်းစားမိတာကိုမြတ်စွာဘုရားကိုလျှောက်တယ်ဓမ္မစရိယအကျင့်ကိုကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာဆရာသမားတွေကထက်ဝက်အကျိုးပြုပြီးလက်တွေ့ကိုယ်တိုင်ကျင့်သုံးတဲ့တပည့်ကထက်ဝက်အကျိုးပြုတယ်အဲ့တော့ဆရာသမားကြောင့်ရတာ50ရာခိုင်နှုန်းသူကိုယ်တိုင်ကြိုးစားလို့ရတာ50ရာခိုင်နှုန်းဥပတ္တမိတံဗန္တိဆိုတဲ့စကားနဲ့တဝက်လို့မြတ်စွာဘုရားကိုရှောက်ကြားမိတဲ့အခါမြတ်စွာဘုရားကချက်ချင်းသူ့အမှားကိုပြင်ပေးတယ်မာဟိဝံအာနန္ဒဟောဒီလိုမပြောနဲ့50ရာခိုင်နှုန်းမဟုတ်ဘူးတဲ့ဆရာသမားကလျာဏမိတ်တာကအကျိုးပြုတာရာခိုင်နှုန်းအပြည့်100ရာခိုင်နှုန်းအပြည့်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားရှင်းပြတယ်ကြည့်မြတ်စွာဘုရားစီကအဆုံးအမတကားကိုမရဘူးဆိုရင်ညီသူမှဘဝတန်တရားကထွမြောက်ရလမ်းစားရှာတွေ့ကြမှာမဟုတ်ဘူးတန်တရားထဲမှာပဲတဝဲလဲလဲနဲ့နေချမှာဖြစ်မြတ်စွာဘုရားညွှန်ပြတဲ့လမ်းကြောင်းပေါ်ရှောက်လမ်းမှတန်တရားဟောကထွက်ရတယ်လွတ်လန်းဖြစ်တဲ့လမ်းပေါက်ကိုရှာတွေ့ကြတာဖြစ်တယ်ထိုလမ်းပြတဲ့ပုဂ္ဂိုလ်သူများရဲ့အကျိုးပြုမှုဟာရာခိုင်နှုန်းအပြည့်ဖြစ်တယ်100ရာခိုင်နှုန်းအပြည့်ဖြစ်တယ်50မဟုတ်ဘူးလို့မြတ်စွာဘုရားကရှင်အနန္ဒကိုဒီလိုမိန့်ကြားဆုံးမခဲ့တဲ့သုတ်တံတစ်ခုဟာမှန်တရားအနေနဲ့ထင်ရှားရှိတယ်အဲဒါကြောင့်မို့ဘုန်းကြီးတို့တွေမှာအရေးကြီးဆုံးကတော့သမန်ဘဝကနေပြီးထူးခြားတဲ့ဘဝရောက်ဖို့ရအတွက်ကလျာဏမိတ်တာသိပြီးတော့အရေးကြီးတယ်အခုဒီခါဝိုင်းကြောင်းတဲ့ကြီးမှာဆိုလဲစတင်ပြီးတော့ဒီခါဝိုင်းကြောင်းတဲ့ကြီးကိုပထမဆုံးတည်ထောင်ခဲ့တဲ့ဘုန်းတော်ကြီးဥတိလအစပြီးတော့ပေါ့နော်တိုးတက်ကြီးပွားအောင်ဆောင်ရွက်တော်မူခဲ့တဲ့ဒီခါဝိုင်းဆရာတော်ဘုရားကြီးအခုလက်ရှိအချုပ်နေတဲ့ဆရာတော်တန်ဃာတော်ရှင်မြတ်များဒီဆရာတော်ရဲ့ကျေးဇူးတရားနဲ့ပိစိမဇနတာဆိုမျိုးဆက်သစ်တွေကြီးပွားတိုးတက်လာကြတာဖြစ်တယ်ရာခိုင်နှုန်းအပြည့်ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးရှိတယ်ဆိုတော့တမန်ထင်ရှားအခုဒီနေ့ပဲပြီးဆုံးသွားတဲ့ဝိနည်းစာပြမွဲကြီးဆိုတာဟာအင်မတန်မှအရေးပါတဲ့အလုပ်တစ်ခုပဲဖြစ်တမန်ကိစ္စမျိုးမဟုတ်ဘဲနဲ့သာသနာတော်ရှိတည်တံ့ဖို့အတွက်ထိတ်ဆုံးကနေရာယူထားတဲ့ဝိနည်းတရားတော်ဝိနည်းယောနာမသာသနာတအာယုသာသနာတည်ရှိဖို့အတွက်ဝိနည်းဟာအဓိကကြတယ်ဆိုတဲ့စကားအဲ့ဒီစကားအရေးကြီးဆုံးအလုပ်ကိုလုပ်တာဖြစ်တယ်အဲ့တော့တက်ရောက်ပြီးကြီးညိုပူဇော်ကြတဲ့ဒကာတော်မတွေဟာနှစ်စဉ်နှစ်တိုင်းဝိနည်းစာပြမွဲကိုတို့တွေလာရောက်ပြီးပူဇော်ကြတာဟာသာသနာတော်ရဲ့အသက်သာသနာတော်မျိုးဆက်တွေဆက်ပြီးတော့သာဝရရှင်သန်နေဖို့အတွက်
ဒီဝိနည်းဟာအရေးကြီးတယ်ဆိုတဲ့အသိနဲ့စင်စက်မပြအားတဲ့တေရောကျိုးပံပူဇော်ကြရမှာဖြစ်တယ်မြန်မာနိုင်ငံမှာပြောလေပြောထားရှိတဲ့စကားရှိတယ်မန္တန်ကြီး၄ရပ်ဆိုတာဥရိပြုစုရေးမန္တန်ကိုနံပါတ်1ထားပြီးတော့တရားစီရင်ရေးမန္တန်ကိုနံပါတ်2ထားတယ်အုပ်ချုပ်ရေးမန္တန်ကနံပါတ်3မီဒီယာဆိုတဲ့သတင်းဖြန့်ချီရေးကနံပါတ်4စတုထမန္တန်အဲ့ဒီစကားနဲ့ပြောမယ်ဆိုလို့ရှိရင်နံပါတ်1နဲ့နံပါတ်2ဥပဒေပြုစုရေးနဲ့တရားစီရင်ရေးဆိုတာအခုဒီဝိနည်းစာပွဲပြန်နေတာဟာဒီရဟန်းတန်ဃာတွေလိုက်နာကျင့်သုံးရမယ်ဝိနည်းကိုသမန်လူတွေစုပေါင်းပြီးတော့ဘုံတော်ပေါင်းများစွာနဲ့ရေးတဲ့ဥပဒေမျိုးမဟုတ်ဘူးအဘိဓိယဉာဏ်ရှင်ဖျားသခင်ကိုရောမြတ်ကိုယ်တိုင်အရှိမျှော်မြင်ပြီးဒီပိဿဝကတို့ရဲ့အကျိုးတတ္တမလို့ဆိုရယ်သူတော်ကောင်းတရားတွေထာဝရတည်ထမှုအကျိုးမျှော်ကိုးပြီးတော့မြတ်စွာဘုရားဥပဒေကိုချမှတ်ပေးခဲ့တာဖြစ်တယ်အဲ့ဒီချမှတ်ပေးတဲ့ဥပဒေဟာပထမမန္တိုင်ပဲဖြစ်တယ်အဲ့ဒီဥပဒေစည်းကမ်းနိုင်လိုက်နာကျင့်သုံးမှုကဒုတိယမန္တိုင်ပထမမန္တိုင်နဲ့ဒုတိယမန္တိုင်လို့ပြောရလောက်ဝိနည်းတရားတော်တွေဟာညီမျှအရေးပါတယ်ဆိုတာဓမ္မထင်ရှားတယ်။သံဃာတော်ရှင်မြတ်တွေဥထိတ်ထားပန်းဆွင်ရတာဝိနည်းတရားတော်သာဖြစ်တယ်။ဝိနည်းတိမှသာသနာတည်တယ်။ဝိနည်းပျောက်ကွယ်သွားရင်သာသနာပျောက်ကွယ်တယ်။ဘာကြောင့်လို့ဆိုတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကိုယ်တိုင်ကိုကမိရိတော်ဂေါရမီကသူကိုယ်တိုင်ရက်နှုတ်ချုပ်ဆိုးပြီးတော့မော်မော်မြတ်မြတ်မြတ်စွာဘုရားအပေါ်မှာချစ်ခင်ခြင်းကြီးညိုခြင်းလေးစားခြင်းတန်ရောစဉ်ကြီးမားခြင်းနဲ့စီမံထားတဲ့သင်္ကန်းကိုသိတယ်သို့တော်လည်းပဲမြတ်စွာဘုရားရဲ့အရှိမျှော်မြင်မှုဟာဘလောက်ဒီလေးနဲ့တည်းဆိုတာစဉ်းစားကြည့်တန်ခေတုံဂေါရမီထေဟိသူတည်းယေရှုလှုပ်ထားတာကိုပဲတန်ခါကိုလှူလိုက်ပါလို့ပြောတန်ခါကိုဦးစားပေးတဲ့စကားကိုမိန့်ကြားတာဖြစ်တယ်။ဘာကြောင့်တန်ခါကိုဦးစားပေးတယ်လဲလို့မေးကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသက်တော်80ဘုရားအဖြစ်နဲ့တရားဓမ္မဖြန့်ဖြူးဟောကြား45နှစ်ပဲဘုရားရဲ့ကိစ္စကိုဆောင်ရွက်လုပ်ကိုင်ခဲ့တာဖြစ်တယ်45နှစ်ဟောပြောဆုံးမထားတဲ့အဆုံးမတရားတော်တွေကိုနှစ်ပေါင်း9000ထိအောင်သယ်ဆောင်သွားမှာကတန်ဃာတွေပဲဖြစ်တယ်အဲ့ဒီညွှန်မြင်ချက်နဲ့မြတ်စွာဘုရားဟာတန်ခေတုံဂေါရမီထေဟိတန်ဃာကိုလှူလိုက်ပါဒါဖြင့်တန်ဃာရှိနေလို့ရှိရင်ဘာရှိမလဲတရားရှိမှာမြတ်စွာဘုရားကပြိဋိဘံဆံအနိမှာရှင်အနန္ဒမထေရမြတ်ကိုပွင့်လင်းလင်းဟောကြားဆုံးမခဲ့တာရှိတယ်နော်တရားနဲ့ပတ်သက်ပြီးမချမ်းမချွင်းအကုန်ဟောထားတယ်နမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုဓမ္မနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမပြောဘဲနဲ့နော်ပြန်ပြီးတော့ကွယ်ခွက်ထားတဲ့အရာငါမှမရှိဘူးစုပ်ကင်ထားတဲ့အရာတခုမှမရှိဘူးအားလုံးတန္တရပါဟိတံအတွင်ရောပြင်ရောပွင့်လင်းလင်းငါကုံစင်ဟောကြားထားပြီဒါကြောင့်ယောအနန္တမယဓမ္မောသဝိနည်းဩသတေတိတော်ပညာတော်သောမမိစေနတ္တထာငါပြည့်ပြည့်စုံစုံဟောကြားထားခဲ့တဲ့ဓမ္မငါချက်မှတ်ပေးထားတဲ့ဝိနည်းဥပဒေတွေငါမရှိတဲ့နောက်သင်တို့ကိုဆုံးမတဲ့ဆရာတွေပဲလို့ဒီလိုမိန့်ကြားခဲ့တာအလွန်အဓိပ္ပာယ်ကြီးမားပြောရမယ်ဆိုလို့ရှိရင်လောကမှာဆိုလို့ရှိရင်ခေါင်းဆောင်တယောက်မရှိရင် successor လို့ခေါ်တဲ့ယာဓုဆက်ခံမှုရှိတယ်ဘုရားရဲ့ယာဓုဆက်ခံသူကတယောက်မှမရှိဘူး successor မရှိဘူး predecessor တော့ရှိဘောရောမြတ်စွာဘုရားရဲ့ရှေ့ကဘယ်သူရှိလဲလို့ဆိုရင်ကတ္တဗမြတ်စွာဘုရားရှိ
ကတ္တဝမြတ်စွာဘုရားရဲ့ရှေ့ကဘယ်သူရှိကောဏကမဏမြတ်စွာကောဏကမဏမြတ်စွာဘုရားရှေ့ကဘယ်သူတော့ကကုတ္တန္တမြတ်စွာအဲ့ဒါကိုပရိတိဆက်ဆာရှေ့ကပုဂ္ဂိုလ်တွေသာရှိတယ်ဘောရမမြတ်စွာဘုရားရဲ့ယာဓုကိုဆက်ခံပြီးတော့သာသနာကိုထိမ့်သိမ်းဆောက်ရှောက်မဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုပုဂ္ဂိုလ်အနေနဲ့ဆက်ဆက်ဆာယာဓုဆက်ခံလို့မရှိဘူးအမှန်တန်ထူးခြားတယ်ပေါ့တခြားလောကအဖွဲ့အစည်းတွေမှန်သမျှလူပုဂ္ဂိုလ်ကိုယာဓုလွှဲပြောင်းပေးခဲ့တာလားများတယ်ပေါ့မြတ်စွာဘုရားကပုဂ္ဂိုလ်ကိုယာဓုလွှဲပြောင်းပေးခဲ့တာမဟုတ်ဘူးဘယ်သူကိုလွှဲပြောင်းပေးခဲ့တယ်လဲဆိုရင်ဓမ္မနဲ့ဝိနည်းငါမရှိရင်ဓမ္မဝိနည်းသင်တို့ကိုဆုံးမလိုက်မယ်ဆိုတဲ့စကားဟာအင်ဓမ္မအဓိပ္ပာယ်ရှိပုဂ္ဂိုလ်တယောက်ကိုယာဓုပေးလိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ကဘုရားဟောတာတွေဖြတ်ခြင်းလည်းဖြတ်မယ်ပြင်ခြင်းလည်းပြင်မယ်နော်ဟောထားတဲ့တရားတွေကဖြတ်เสียပြင်စရာအကြောင်းမရှိတော့ဘူးဟောနိုင်တာလဲမြတ်စွာဘုရားဘုရားတဆူပွင့်ဖို့ဆိုတာလွန်ခဲဒါကြောင့်မို့မြတ်စွာဘုရားရဲ့ယာဓုဆက်ခံသူဟာဘယ်သူလဲဆိုရင်ဓမ္မဝိနည်းအဲ့ဒီမဲ့အခုဝိနည်းဆက်ပြမွေးပြန်နေတယ်ဆိုတဲ့ဝိနည်းဟာဘုရားကိုယ်စားထားခဲ့တဲ့ယာဓုဆက်ခံတဲ့ဓမ္မပဲဖြစ်တယ်ဟောကြားဆုံးမခဲ့တဲ့သုတ်တန်တရားတော်ဗိဓမာတရားတော်တွေဟာလည်းဓမ္မဝိနည်းတရားတော်ကဝိနည်းဒီဓမ္မဝိနည်းလို့ဆိုတဲ့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဆုံးမစကားတွေဟာမြတ်စွာဘုရားရဲ့ကိုယ်စားတော်ဆက်လက်ပြီးတော့ဘုရားအရာကတည်ပြီးဆုံးမနေကြတယ်ဒါကြောင့်မို့ယဟန်တန်ဃာတွေကိုဘယ်သူတွေဆုံးမတာတော့ဆိုဓမ္မဝိနည်းဆုံးမအဲ့ဒီဓမ္မဝိနည်းဆုံးမတာဖြစ်တယ်တခါတော့ဒါနဲ့ပတ်သက်ပြီးတော့ဂောဘကမောဂလနာပုံနာမိဂွန်းထုတ်ဖို့တယ်အရှင်ဘုရားတို့မြတ်စွာဘုရားပြိဋိဘံသံဃာနိမှာရှင်အနန္ဒာနဲ့ပြိဋိဘံစံပြီးလို့မကြခင်ရှင်အနန္ဒာနဲ့တွေ့တဲ့အခါနေပါဦးအရှင်ဘုရားတို့ရဲ့ဆရာဂေါရမဗုဒ္ဓမရှိတော့ဘူးဆိုရင်ဘယ်သူကိုယာဓုလွှဲထားခဲ့သလဲဆိုမိကုန်ပြီသူနဲ့ဝတ္တကာဏတို့ကဒီမိကုမေးတာနော်မေးတဲ့အခါမှာရှင်အနန္ဒာဖြစ်ဘယ်သူမှမလွှဲခဲ့ပါဘူးလွှဲခဲ့တဲ့ပုဂ္ဂိုလ်တူတယောက်ရှိလားဆိုမရှိဘူးဒါဖြင့်ပုဂ္ဂိုလ်မလွှဲဘူးဆိုရင်တန်ခါအဖွဲ့အစည်းကိုလွှဲခဲ့သလားတန်ခါအဖွဲ့အစည်းကိုလွှဲခဲ့ဘူးဒါဖြင့်အရှင်ဘုရားတို့ခေါင်းဆောင်မရှိတော့ဘူးပေါ့ပြောတဲ့အခါမဟုတ်ဘူးတို့မှခေါင်းဆောင်ရှိတယ်အရှင်ဘုရားခုနပြောတော့ပုဂ္ဂိုလ်တူတယောက်ကိုလည်းမလွှဲခဲ့ဘူးတန်ခါအဖွဲ့အစည်းကိုလည်းမလွှဲခဲ့ဘူးဆိုအရှင်ဘုရားတို့ခေါင်းဆောင်ရှင်ဘုရားပြောတော့ခေါင်းဆောင်မရှိဘူးမဟုတ်ဘူးတို့ခေါင်းဆောင်ရှိတယ်တပည့်တော်နားမလည်ဘူးတဲ့ဘာဆိုလိုတာတော့အေးမြတ်စွာဘုရားဟောခဲ့တဲ့ဓမ္မပြညတ်ခဲ့တဲ့ဝိနည်းတို့ရဲ့ခေါင်းဆောင်ပဲရှင်အနန္ဒာရှင်းလင်းပြောဆိုခဲ့ဘူးတယ်နော်ရှင်းလင်းပြောဆိုခဲ့ဘူးဒီဓမ္မဝိနည်းတွေရှိသမျှတို့တဲ့တွေဟာညီညီညွတ်ညွတ်နဲ့အခုလို့စုဝေးပြီးအခုပဲခုတိုက်ဒေသပညာဝါဒီ9မြို့နဲ့တန်ဃာတွေစုပေါင်းပြီးရဝရရဲ့အဆုံးအမတရားပြောရမယ်ဆိုရင်ပထမမန်တိုင်နဲ့ဒုတိယမန်တိုင်ကြန့်ခိုင်ရေးအတွက်လုပ်နေတာဝိနည်းစာပြမွဲဆိုတာနှစ်စဉ်အပျော်လုပ်တာမဟုတ်ဘူးအရေးကြီးဆုံးမန်တိုင်ကြီးကြန့်ခိုင်မှုရာအတွက်ဆောင်ရွက်နေတယ်ဖြစ်တဲ့ဆိုတာကိုအလေးနဲ့ထားတတ်ဖို့လိုအပ်တယ်နော်အဲ့ဒါလို့ဆောင်ရွက်လုပ်ကိုင်ခဲ့တာဖြစ်ဒါဟာမြတ်စွာဘုရားရဲ့မျှော်မှန်းချက်တဲ့တန်ခေတွန်ဂေါရမိတိတန်ခေတိနိအဟိစေဝပုစိတောဘွေတာမိတန်ဃောစီတန်ဃာကိုလှူလိုက်ပါတော့တန်ဃာမရှိတော့ဘူးဆိုရင်သာသနာကွယ်သွားနိုင်တယ်သာသနာကွယ်သွားအိန္ဒိယနိုင်ငံမှာသာသနာကွယ်သွားတယ်ဆိုတာတန်ဃာမရှိလို့ကွယ်သွားတန်ဃာတွေပြိုပြဲပြိုပွဲပြီးတော့သွားတဲ့အခါမှာအိန္ဒိယနိုင်ငံဘုရားဘာသာဝင်တွေဟာဥဆောင်မဲ့လူမရှိလို့တောကြီးမြက်မဲမှာခေါင်းဆောင်လူမရှိလို့ရက်စီလဲလမ်းမနေကြတယ်မြန်မာနိုင်ငံမှာသာသနာဘာကြောင့်ထုံကားနေလဲတန်ဃာတွေရှိနေလို့ထုံကားတန်ဃာတွေကဘာလုပ်တယ်လဲမြတ်စွာဘုရားဟောကြားဆုံးမခဲ့တဲ့ဓမ္မဝိနည်းတွေကိုနေ့စဉ်နဲ့အမျှတတိနားလဲတဲ့ဆရာသမားတွေကပို့ချပေးတယ်တပည့်တွေကသင်ယူကြတယ်တ
တပန်းတပြည့်တွေကဆရာလုပ်ပြီးပို့ချကြပြန်တယ်နောက်တပြည့်မျိုးဆက်တွေကသင်ယူခြင်းပို့ချခြင်းဖြစ်လာရင်သာသနာကိုလက်ဆင့်ကမ်းစာအုပ်နဲ့လက်ဆင့်ကမ်းလို့မရဘူးစာအုပ်နဲ့လက်ဆင့်ကမ်းရင်ပြတိုက်ထဲရောက်သွားမှာနော်သင်ယူခြင်းပို့ချခြင်းဖြစ်လာရင်လက်ဆင့်ကမ်းရတာဖြစ်သောကြောင့်ပရိယတ္တိယေဝသာသနာတမူလံလို့ဆိုတဲ့စကားဟာအလွန်အဓိပ္ပာယ်ရှိပရိယတ္တိဆိုတာပို့ချခြင်းနဲ့သင်ယူခြင်းနဲ့ပို့ချခြင်းဖြစ်လာရင်ဒီမြတ်ဗုဒ္ဓရဲ့အဆုံးအမဓမ္မဝိနည်းတွေကိုလက်ဆင့်ကမ်းကြရတာဖြစ်တယ်ပေါ့ဒါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားကိုးစားဆုံးမမဲ့မြတ်စွာဘုရားကိုးစားထားခဲ့တဲ့တရားတွေရှိနေသမျှဘုရားရှိနေတယ်လို့ပဲခံစားရအနတ္တိတသတ္ထုကမေဝပါဝစနံလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာဆုံးမတဲ့ဘုရားကိုယ်တိုင်ရှိနေတယ်လို့တရားရှိနေရင်ဘုရားရှိနေခြင်းသာလည်းဖြစ်တယ်ဒီအဓိပ္ပာယ်မျိုးဒါကြောင့်မို့ပြုစားရတယ်သုတ်တံဘိဓမ္မာတရားတော်တွေရှိတည်တတ်မှုအတွက်လည်းသင်ယူကြိုးစားရတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေတည်ရှိနေသမျှကာလပတ်လုံးသာသနာတော်ကြီးကပွင့်လင်းနေမှာပဲသာသနာတော်ပွင့်လင်းနေသမျှကာလပတ်လုံးဘုန်းကြီးတို့တွေဟာအလင်းရောင်နဲ့ရောက်ပြီးလမ်းလျှောက်ရတဲ့ပုဂ္ဂိုလ်တွေလို့ကိုသွားရမယ့်လမ်းကြောင်းကိုရှင်းရှင်းကြီးမြင်ကြမှာဖြစ်တယ်အကယ်၍မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေပျောက်ကွယ်သွားပြီဆိုလို့ရှိရင်အမှောင်ကြီးတဲ့လမ်းလျှောက်ရတယ်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားပြီးမသိသည့်အတွက်ကြောင့်မလုံးတင်တာကိုလုံးတင်တယ်ထင်ကြမယ်မှားမှားယွင်းလုပ်ကြမယ်မလုံးတင်တာကြတော့လုံးတင်တာကြတော့မလုံးတင်ဘူးထင်ပြီးမလုံးဖဲနေကြမယ်အကျိုးဆိုးရမှုဖြစ်တယ်အဲ့ဒီလိုမဖြစ်ရအောင်နော်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တည်ရှိနေဝိုင်းဝန်းကြိုးစားကြရမှာဖြစ်အဆုံးမတရားတော်တွေဟာလူတိုင်းရဲ့နှလုံးသားထဲမှာရှိပြီးလူတိုင်းရဲ့လိုက်နာကျင့်သုံးမှုအတိုင်းအတာနဲ့တည်ရှိတယ်လို့ပဲဒီလိုပြောအောင်အဲ့ဒီလိုသာသနာတည်ရှိအောင်အရေးပါတဲ့ပရိယတ္တိစာသင်တိုင်းကြီးတွေဝိနည်းစာပြန်ပွဲကြီးတွေဟာမျက်ွယ်ပြုတ်ထားရမှာမဟုတ်ဘူးအလေးနဲ့ထားရမယ့်အရာတွေဖြစ်တယ်ကျန်တဲ့ဖရာပထူတဲဖရာတဲခြင်းဆိုတဲ့အလုပ်တွေတခြားကိစ္စတွေဟာဒီလောက်ကြီးအရေးပါတဲ့ကိစ္စတွေမဟုတ်ဘူးအရေးပါတဲ့ကိစ္စတွေကမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုသင်ယူခြင်းပို့ချခြင်းနော်အခုလိုဝိနည်းတရားတော်တွေပြန်ပေါ်အောင်ဆောင်ရွက်ခြင်းသည်သာလေအရေးပါဆုံးကိစ္စဖြစ်တယ်ဆိုတာအရေးကြီးတာနဲ့မကြီးတာကိုလည်းခွဲခြားသိတတ်ဖို့လိုအပ်တယ်အရေးကြီးတာကိုပြုလုပ်ပေးခြင်းအပြင်သာသနာတော်ရှိတတ်ရှိတည်တတ်သာသနာဆိုတာဗုဒ္ဓသာသနာစိတ္တဒိဋ္ဌတုလို့ဆုတောင်းနေတိုင်းတည်မှာမဟုတ်ဘူးမိမိတို့ကိုယ်တိုင်တည်အောင်ကြိုးစားမှသာတည်မှာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမကွယ်သွားပြီဆိုတာနဲ့တပြိုင်နက်လူတွေရဲ့ဒီမှန်ကန်တဲ့လမ်းကြောင်းဆိုတာဝေဝါးသွားမှာဖြစ်တယ်ဒါကြောင့်ဒါဟာအလွန်အရေးကြီးတဲ့ကိစ္စဖြစ်လို့နှစ်စဉ်နှစ်တိုင်းဆောင်ရွက်နေကြတာဖြစ်တယ်ဆိုတာကိုတရားဓမ္မတွေအလေးနဲ့ထားပြီးသိပညာရှိနဲ့ကြိုးစားပြီးဆောင်ရွက်ကြဖြစ်တယ်ပေါ့နော်မထေရမြတ်တို့ရဲ့အမှတ်တရစကားများပြောတဲ့ထဲမှာ264ပါးသောမထေရမြတ်တွေထဲမှာဒီ83ပါးမြောက်ဖြစ်တဲ့မထေရမြတ်ကတော့သီဟမထေရမြတ်တို့သီဟမထေရမြတ်ရဲ့အမှတ်တရစကားကစတင်ပြီးတော့မှတ်သားနာယူကြည့်အောင်သူဘာတွေပြောခဲ့သလဲတို့ဘဝအတွက်ဘာသင်ခန်းစာတွေဒီပြောဆိုချက်ကရရှိနိုင်မလဲဆိုတာမိမိတို့ကိုယ်တိုင်သင်ခန်းစာယူချဖို့ပေါ့နော်သူ့ရဲ့အမှတ်တရစကားဟာသူ့ကိုစုံဆုံးမခဲ့တဲ့မြတ်စွာဘုရားရဲ့စကားပဲဖြစ်တယ်သီဟအပ္ပမတ္တောဝိဟရတ္တိန်ဒီဝမတ္တန္တိတောရတ္တိန်ဒီဝနေ့ညအတ္တန္တိတောအပြင်းမထူပဲနဲ့အပ္ပမတ္တောတတိရှိနဲ့နေရမယ်သီဟလို့အဲ့တော့သူဆုံးမတဲ့စကားဟာဘုန်းကြီးတို့တွေရဲ့ဒီရဲဆိုတာတော့စိတ်ကိုခံယူထားတဲ့ပုံလိုအပ်တယ်မမေ့မလျော့တဲ့တတိနဲ့နေရမယ်လို့ဆို
mindfulness ဆိုတဲ့တတိအဲ့ဒါမှရေးကြည့်အဲ့ထဲမှာအပမာဒဆိုတဲ့တတိရှိနေတဲ့အခြေအနေလေးတစ်ခုပေါ်မှာရှင်မူးနေခြင်းပမာဒဆိုတတိဝိပဝါသောတတိလွတ်ပြီးတော့နေတဲ့သဘောဒါဖြင့်ပြောကြလိမ့်မယ်တတိရှိပါတယ်နေတိုင်းစားစရာရှာဈေးသွားဖို့တတိတွေရှိနာမယ်ပဲမေးလို့မှာအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးခုနကဘယ်အလုပ်ကတန်မိုးရှိတဲ့အလုပ်လဲဘဝမှာတကယ်အရေးပါတဲ့အလုပ်ကဘယ်ဟာလဲအရေးပါတဲ့အလုပ်ပေါ်မှာမေ့လျော့ပြီးတော့အရေးမပါတာတွေနဲ့အချိန်ဖြုံးနေတာဒါတတိကင်းမဲ့နေခြင်းလို့ပဲဆိုရရှိထားတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုနေတာရှင်းမှုနေငယ်သေးလို့ရှင်ငါငယ်ငယ်လေးပဲရှိသေးတယ်ပြောလို့ကောင်းတော့ပဲရှိသေးတယ်ရစ်မှုတယ်ဒီရွတ်ပနာမထနှုတ်ပြိုတဲ့အပေါ်မှာလဲလူတွေဟာရစ်မှုကြတယ်ရစ်မှုခြင်းဟာမေ့လျော့ခြင်းအကြောင်းထို့တူပဲကျမ်းမာနေတယ်ဆိုလို့ရှိရင်ငါကျမ်းမာတယ်ဘာပဲဆိုလုံနိုင်တယ်ဆိုကျမ်းမာနေမှုကလည်းရစ်မှုစီတဲ့အရာတစ်ခုရောက်ချမထားကျမ်းမာတယ်ဆိုပြီးတော့ကောင်းတဲ့အလုပ်လုပ်ဖို့မေ့လျော့နေတယ်ကုသိုလ်လုပ်ဖို့မေ့လျော့နေတယ်အဲ့ဒါမထားကနေပမာဒဆိုဖြစ်ထို့တူပဲအသက်ရှင်နေသေးလို့ရှိရင်လူတွေဟာငါမသေးသေးဘူးဆိုလို့ရှိရင်အတော်နဲ့ငါမသေးသေးပါဘူးအသက်ဘယ်လောက်ထိအောင်နေရမှာလို့ကိုယ့်အထင်နဲ့ကိုယ်တွက်ပြီးမေ့လျော့နေလိုက်သေးနေရွှေရက်ရွှေနဲ့သေဝသေပေါက်ရောက်လာတဲ့အခါကျမှကြောက်လန့်ဖြစ်နော်တမန်အဖြစ်လူတွေဟာနေစဉ်ပျော်ပြီးတော့ဥပုသ်ဆောင်သွားမှုဆိုရင်လည်းမအားသေးဘူးနဲ့နေတယ်တရားနာသွားဖို့ဆိုလည်းမအားသေးဘူးပဲနော်ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုလည်းမအားသေးဘူးအကြောင်းပြပြီးတော့မေ့ဘူးတဲ့မေ့လျော့တယ်လို့ခေါ်ကျမကြီးစစ်ဆေးလိုက်လို့ diagnosis မှာကင်ဆာတဲ့နောက်ဆုံးအဆင့်ရောက်နေပြီဘယ်နှလပဲခံတော့မယ်ဆိုရင်ကြတော့ခြေမကန်ဘူးလက်မကန်ဘူးဖြစ်နော်အဲ့ဒီကျမှဖြစ်ရမှာမဟုတ်ဘူးနော်အဲ့ဒီကျမှဖြစ်ရမှာမဟုတ်ဘူးအချိန်မီပြီးငါဒုက္ခရောက်နိုင်တယ်အဲ့တော့သက်ရှင်နေတဲ့အချိန်မှာတန်ဖိုးရှိတာကိုမှလှုပ်ဖြစ်အောင်လုပ်ရမယ်ဆိုစိတ်ထားတာအဲ့ဒါကိုအပမာဒလို့ခေါ်တယ်လှုပ်တဲ့လှုပ်ကိုအဲ့ဒါကိုမြတ်စွာဘုရားကတိဟနေညပြင်းပြင်းကြီးမနေပဲနဲ့မမေ့မလျော့နေပါလို့သူ့ကိုတိုက်တွန်းခဲ့တာဖြစ်တယ်နော်မမေ့မလျော့နေပါဆိုတာကိုရတဲ့ရတိုက်တဲ့ရောက်တဲ့ရောက်ထိုက်တဲ့ပန်းတန်တစ်ခုမရောက်မချင်းမရမချင်းရပ်တန့်မှုမပြုရအောင်လောလဝိရိယကိုယန္နာထားခြင်းမလုပ်ရဘူးကိုရောက်ချင်တဲ့ပန်းနိုင်တစ်ခုကိုရောက်သွားဒီကြားထဲမှာမယနာနဲ့နောက်မဆုံးနဲ့မယနာကျိုးပန်းအထောက်ရမယ်သူတို့ဆိုဒါကြောင့်ကမ္မထာလို့ကျိုးပန်းအထောက်တဲ့ပုဂ္ဂိုလ်တွေဟာနေမှာဆိုရင်နေအခါမှုညမှာဆိုလည်းညအခါမှုအချိန်ရှိသမျှလမ်းလျှောက်လိုက်တယ်ထိုင်လိုက်တယ်ထိုင်ပြီးတဲ့အခါကိုယ်စိတ်အစဉ်ကိုတည်တည်ချာချာကဲခတ်ပြီးစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတရားတွေအနှောင့်အယှက်တွေကုသိုလ်မဖြစ်အောင်ဟန်တာတတ်တဲ့နိဗ္ဗာန်တရားတွေတန်ရှင်းစင်ကြယ်သွားအောင်တတိစွမ်းအားတမာတိစွမ်းအားပညာစွမ်းအားတွေနဲ့ဖယ်ရှားနေတာဒါမမေ့မလျော့နေခြင်းဖြစ်တယ်နော်အဲ့ဒီလိုဖယ်ရှားဖို့ရအတွက်အတ္တန်ထိတော့မပြင်းရဘူးလောကလူတွေကဒီရတော့မပြင်းဘူးမနဲ့စောကြီးထားတယ်နော်ဈေးသွားတယ်နေတိုင်းအယောင်းဝင်လို့ပြင်းတယ်လို့မရှိဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမရတဲ့အခါကျအဲ့ဒါမပြင်းတာလားလို့ဆိုဒီဘက်ကအပြင်ပြောမှဆိုမပြင်းဘူးဒါပေမဲ့တစ်ဖက်ကကြည့်မဲ့ဆိုလို့ရှိရင်သူဟာများစွာအကျိုးမရှိတဲ့အလုပ်တွေနဲ့သူဟာနေထိုင်တာဖြစ်လို့ကောင်းတဲ့အလုပ်ဘက်မှာလုံးဝဥမလဲသည့်အတွက်ကြောင့်ဥမလဲယုံမြမကလောဘနဲ့တွေးတဲ့အတွေးတွေသူလက်ခံတယ်
ဒေါသနဲ့အတွေ့တွေလက်ခံတယ်လောဘနဲ့အတွေ့ကာမဝိတ္တဒေါသနဲ့အတွေ့ဝိဟိတဝိတ္တဖြာပါရဝိတ္တဝိဟိတဝိတ္တအဲ့ဒီအတွေ့တွေကိုစိတ်ကူးတွေစိတ်တန်းတွေကိုလက်ခံပြီးနေတာကအပြင်းလို့ခေါ်တယ်သူတို့လက်ခံနေတာကိုမှားယွင်းနေတယ်လို့ဆိုတော့ကိုယ်ကိုအန္တရာယ်ပြုမဲ့လောဘဒေါသမောဟဒါတွေကိုလက်ခံပြီးတော့နေတာသူတို့ကိုဖယ်ရှားပစ်ဖို့ကြိုးစားမှကြိုးစားတယ်လို့ခေါ်တယ်နော်စီပွားရှာဖို့ကြိုးစားတာကိုဒီနေရာမှာကြိုးစားတယ်လို့ပြောတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ကြိုးစားတယ်လို့လောကီကိစ္စအနေနဲ့ပြောလို့ရနိုင်တော့လည်းပဲသူကြိုးစားမှုဟာဘလောက်တန်မိုးရှိလဲဆိုမျက်လုံးကလေးမမိတ်ခင်တော့ကြိုးရှိနော်လူတွေဟာဘလောက်ချမ်းသာဘလောက်ယာတုကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်တည်းသူအိမ်မော်တောင်ကြာမထားတော့ဘူးအောက်ပုတ်ပလိုက်တာပဲမဟုတ်လားသူပိုင်တာရောတခုရှိသေးလားမရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်မှာနော်ဒီတိုင်းပြစိတ်နဲ့ကနားမှာပန်းရင်ပါသွားမယ်မအောင်မေ့လေနဲ့ဖြုတ်ယူမဲ့လူတွေကအစင်နဲ့သူစီမှာပါသွားတာတခုမှမရှိပိုင်ဆိုင်မှုတွေအားလုံးနောက်ဆုံးကတခုမှမရှိအဲ့တော့ကိုမပြောနဲ့အထက်တယူဇနာအောက်တယူဇနာအာနာသက်ရှင်းနဲ့ဓမ္မတော်ကဘုရင်ကြီးတောင်မှပဲနော်ယောဂဖြစ်လို့အိပ်ရတယ်ဘုံဘုံလဲပြီဆိုတဲ့အခါသူလှူချင်တာတွေလှူလို့မရတော့ပရမတော့ရွှေခွက်တွေလှူလိုက်ငွေခွက်တွေလှူလိုက်တန်မိုးရှိတဲ့ပစ္စည်းတွေလှူနောက်ပိုင်းကျတော့သူခိုင်းတာသူကမလုပ်တော့သူခိုင်းအရင်တော့ကတော့ဘုရင်ဆိုရင်ကြောက်ကြရတယ်သူခိုင်းတာကိုမငြင်းရဲဘူးအိပ်ရတယ်လဲနေပြီဆိုတဲ့အခါကျတော့သူခိုင်းတာတယောက်မှလုံးမလူဖြစ်တော့သူဟာအာနာလက်မဲ့ဖြစ်သွားသူလှူလို့ရတာလေးကဘာလို့ဆိုရင်ဆေးဆရာကနေပြီးတော့နော်ဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ခေါ်ဆက်ပေးတယ်ရှစ်ရှားသည်ဂျစုသည်လေးတစ်ချမ်းပဲရှိတယ်ကြိုက်တာအဲ့ဒါလေးတစ်ခုပဲသူလှူလို့ရတယ်ဂျန်တဲ့ပစ္စည်းတွေသူဘာမှလှူခွင့်မရှိတော့နောက်ဆုံးကြတော့စီးပူသည်လေးတစ်ချမ်းရှစ်ရှားသည်လေးတစ်ချမ်းပဲသူပိုင်တော့တယ်လို့ပြောဒါအာနာယောတိုင်းပြည်ယောအားလုံးပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့သီရိဓမ္မတော်ကမင်းကြီးနောက်ဆုံးအချိန်ရတော့ရှစ်ရှားသည်လေးတစ်ချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောသူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတယ်နောက်ဆုံးမှအဲ့ဒါတောင်လက်လွှတ်ရမှာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါတွေအတွက်အချိန်ပေးနေတာဟာတန်ဖိုးရှိတယ်လို့ပြောလို့မရဘူးကိုကြိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ကိုယ်စီကအကုန်သိမ့်ယူဖြုတ်ယူသွားကြမှာပဲအဲ့တော့ဖြုတ်ယူလို့မရဘူးသိမ့်ယူလို့မရတဲ့ပစ္စည်းကဘာတွေတုံးဆိုရင်သီလဆိုတဲ့ပစ္စည်းနော်တတ္ထာဆိုတဲ့ပစ္စည်းအဲ့ဒါတော့ဖြုတ်ယူလို့တတ္တံသီလတတ္တဒနာဟိရိတသီလဒနာဟိရိပတ္တပိယံဒနာတုဒ္ဒဒနိသသာဂောသပညာဝေတတ္တမဒနာလို့ခေါ်တယ်တကယ်ကိုယ်ရင်တဲ့နှလုံးထဲမှာရှိတယ်တန်ဖိုးမဖြတ်နိုင်တဲ့တရားစာသောဥစ္စာပစ္စည်းဥစ္စာတွေဒါကိုပိုင်နေကျန်တဲ့ရွှေငွေရတနာတွေဟာတခုမှမပိုင်ဒါကြောင့်မလို့မပိုင်တာတွေအတွက်အချိန်ဖြုံးနေခြင်းဟာကြိုးစားခြင်းလို့ပြောလို့ရတယ်ဒီလိုဆိုလို့နော်အဲ့တော့အတ္တဏိတောမပြင်းမကြီးဆိုတာဘာလို့ကိုယ်ရင်ထဲမှာရှိတဲ့လောဘကိုယ်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ဒေါသဖြစ်လာလို့ရှိရင်တွန်းထုတ်ပြရမယ်မဖြစ်အောင်ထိမ့်သိမ်းရမယ်ပထမမဖြစ်သေးရင်မဖြစ်အောင်စောင့်စည်းတံဝရဖြစ်လာပြီးရင်ဖယ်ရှားရမယ်ပဟာနာကောင်းတဲ့ဟာတွေကြတော့ကိုယ်တဏ္ဍမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်လုပ်ရမယ်ဘာဝနာအနုရခဏအဲ့ဒီချိုးပန်းအထောက်မှု၄ရက်နဲ့နေ့ညကိုယ့်ကိုထိမ့်သိမ့်ပြီးမမေ့မလျော့နေပါလို့ရသော်ဗျာတိဟလာသမာဓိပညာဆိုမဲ့ခင်ရှိပါအကျင့်တရားတွေဘောဓိပက္ခိယတရား39ပါးတွေနာမည်အဖြစ်ပြောမယ်ဆိုရင်ဝိပဿနာဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ပြီးတော့
ကိလေသာတွေကိုဖယ်ရှားပြနိုင်တဲ့လောကုတ္တရာဓမ္မကိုရအောင်ယူရမယ်လို့သူတို့ဆိုတယ်အဲ့ဒီမြေအောင်မချင်းရပ်တန့်ပြီးတော့မနေရဘူးဘာဝေဟိကုသလံဓမ္မံပြည့်ကင်းပြီးကောင်းကျိုးချမ်းသာကိုပြီးတတ်တဲ့ဒီဓမ္မတွေကိုယ်တဏ္ဍမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ပါဖြစ်ပြီးလို့ရှိရင်တိုးတက်ပြန်ပြလာအောင်ကြိုးစားပါကုသိုလ်တွေထဲမှာလုပ်ရမယ့်ကုသိုလ်အမြင့်ဆုံးကုသိုလ်ပြောပါဆိုရင်ဝိပဿနာကုသိုလ်ပဲဖြစ်တယ်အဲ့ဒီအမြင့်ဆုံးကုသိုလ်ကနေပြီးတော့ရရှိနိုင်တဲ့ကုသိုလ်ထဲမှာအမြင့်ဆုံးကတော့မကုရတ္တမေကုသိုလ်ဟာအမြင့်ဆုံးပဲသို့သောသောတပတိမေသက္ကရာဂမိမေအရတ္တမေဆိုတဲ့ကုသိုလ်တွေဟာလောက်ယူရတဲ့ကုသိုလ်တော့မဟုတ်ဘူးဝိပဿနာတရားကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ရရှိလာတဲ့ကုသိုလ်မျိုးသားလည်းဖြစ်တယ်သို့သောရတ္တမေဆိုတဲ့ကုသိုလ်မရမချင်းကုသိုလ်လုပ်ငန်းဟာအပြီးတတ်တယ်လို့ပြောလို့မရဘူးကုသိုလ်တရားတွေဟာဘယ်တော့မှအပြီးမတတ်သေးဘူးတာမန်ဒါနသီလတာမန်ဘာဝနာလေးနဲ့ကုသိုလ်တရားလမ်းမဆုံးသေးဘူးအရတ္တမေဆိုတဲ့ကုသိုလ်ရပြီဆိုမှလမ်းဆုံးတယ်လို့သူမှတ်ရဒါကြောင့်မို့အဲ့ဒီရောက်သည့်ထိအောင်ဘာဝေဟိကုသလံဓမ္မံပွားပါတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍမှာတိုးတက်လာအောင်ပွားပါကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုမြန်မြန်စွန့်ပစ်လိုက်လို့ဆိုမြန်မြန်စွန့်ပစ်လိုက်ဆိုရင်တာမန်အဖြစ်သွားတက်မယ်ဆိုရင်ဒီကိုယ်ခန္ဓာကိုယ်ကြီးကိုပဲဖြည့်ဆည်းခိုင်းတယ်လို့အောင်းမေးကြလိမ့်မယ်အဲ့ဒါလို့ဆုံးလို့ရမဟုတ်ဘူးခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာနေတဲ့တဏှာကိုစွန့်လွတ်ခြင်းဟာခန္ဓာကိုယ်ကိုစွန့်လွတ်ခြင်းပဲဖြစ်တယ်ခန္ဓာကိုယ်ဆိုတာစွန့်လွတ်ရမယ့်အရာမဟုတ်ဘူးခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့ဆန္ဒရာဂကိုသာစွန့်လွတ်ရမှာဖြစ်တယ်အဲ့ဒါကိုစွန့်လွတ်ခြင်းအပြင်နောက်ထပ်ဒုက္ခပေးမဲ့ခန္ဓာမရတော့ဘူးကဲစဉ်းစားကြည့်လူတွေကခန္ဓာကိုယ်လေးကိုယ်ရုပ်ကလေးရထားတော့ဟန်ကြတယ်လို့ထင်နေ့စဉ်နဲ့အမျှအလှပြင်းလို့အလှဆင်းလို့ဝါအောင်စားပြီးတော့ပျော်လို့ရွှင်လို့ခန္ဓာကိုယ်ကြီးပြုစုယူရနေကြတာစဉ်းစားကြည့်ပြီမနေ့အေးရထားတာနဲ့တပြိုင်တည်းပဲသွားတွိုင်းလက်ထဲဝင်မလုပ်ဖို့ဝင်တော့တန်ရှင်းဖို့ဝင်ရဒါပြင်ခန္ဓာကိုယ်ကြီးတွေကထွက်တာအကောင်းထွက်သလားဆိုတော့တခုမှအကောင်းထွက်တခုမှအကောင်းထွက်အပေါ်ယံလေးဖုံးထားအပေါ်ယံဝတ်ကလေးနဲ့အပေါ်ယံနန္တာလေးတွေနဲ့ဖုံးထားတဲ့အခါကျတော့ဟုတ်တယ်အောင်အောင်ဖြစ်သူ့တဘာဝပဂတိကလွန်ယွန်းစရာဆက်ဆုပ်စရာကောင်းတယ်ဆိုရင်ပဂတိသဘောကိုဖုံးထားပြီးတော့ဝိဂတိတွေနဲ့အလှပြင်းနေကြတာလူတွေဟာလေပဂတိရှိကိုဖုံးကွယ်ဖို့ကြိုးစားနေကြတာနေ့စဉ်နဲ့အမျှလူတွေဟာပြောမစင်လိမ့်နေကြတာဟုတ်လားမဟုတ်လားကိုယ့်ကိုစဉ်းစားကြည့်ငါလိမ့်နေသလားမလိမ့်ဘူးလားလို့ဆိုတဘာဝတရားကိုအသိရှိမယ်ဆိုရင်တရားမရောက်ဘူးပေါ့အသိမရှိဘူးဆိုရင်ဒါလိမ့်နေခြင်းပဲဖြစ်တယ်အဲ့တော့လောကလူတွေဟာမလှတဲ့ခန္ဓာကိုယ်လှအောင်ပြုပြင်ပြီးတော့နေထိုင်ကြတယ်အဲ့လိုနေထိုင်ခြင်းဖြင့်တကယ်လဲလှတယ်လို့ထင်တယ်မမွေးတဲ့ခန္ဓာကိုယ်ကြီးကိုအမွေးနှမ်းတာတွေနဲ့လှုပ်ထားပြီးတကယ်မွေးတယ်လို့ထင်နေတယ်သို့တော့ခန္ဓာကိုယ်ရဲ့အတုပတင်ညာဘာဝိတ္တပရာဂတပအဲ့ဒီလိုလှတယ်ထင်လို့တဏှာရာဂတွေဟာတိုးတက်ပွားများလာတွေ့တာမှုတွေများလာတွေ့တာမှုတွေများလာလေလေတောကတွေပိုးလာလေလေပဲတွေ့တာမှုဒီတောကကိုဖြစ်ပွားစေသို့တော့လူတွေဟာတောကကိုတော့မလိုချင်ဘူးအေးအေးနေချင်တယ်စိတ်မပူချင်ဘူးလို့ပြောကြတယ်စိတ်မပူချင်ဘူးဆိုရင်တွေ့တာမှုကိုဖယ်ရတွေ့တာမှုကိုမဖယ်ဘဲနဲ့တောကကိုဖယ်ဖို့ကြိုးစားခြင်းဟာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တဲ့အလုပ်ကိုလုပ်ခြင်းသာလည်းဖြစ်တယ်ပေါ့အေးဒါဖြင့်တွေ့တာမှုကိုဘာနဲ့ဖယ်ရမလို့ဆိုရင်ဝိပဿနာအသိနဲ့ပဲဖယ်ရှားရသော်ဘုရားကအတုပတင်ညာဘာဝိတ္တပရာဂတပဟနာယတွေ့တာမှုဖယ်ရှားဖို့အတွက်အတုပတင်ညာကိုယ့်ရင်ထဲမှာစတင်ဖြစ်ဖို့ကြိုးစားပါလို့သူဆိုသူဖြည့်စေကအဲ့ဒီလိုလုပ်လိုက်ရင်ကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုတွေကြောကြသွားအဲ့ဒီတွေ့တာမှုတွေကိုစွန့်လိုက်ပါလို့ပြောတယ်သဟတိကံသမုတ်တိဟောဒီခန္ဓာကိုယ်ကြီးဟာအယိုးတွေနဲ့အသားတွေနဲ့အကြောတွေနဲ့အရည်တွေနဲ့ကာပါလုပ်ပြီးတော့တိဆောက်ထားဟိုဓမ္မပဒဂါထာထဲမှာပါသလိုအဋ္ဌိနံနဂရံကတံမန္တလောဟိတလေပနံအဋ္ဌိနံနဂရံအယိုးပရိသအင်္ဂေဟာကြီး
စကယ်တန်တွေနဲ့တိဆောက်တာကြည့်လိုက်အားလုံးလူခန္ဓာကိုယ်ကြီးကအယိုးတွေနဲ့ဆောက်တာအမဂံကအယိုးပဲမန္တလောဟိတလေပနံအသားတွေအသွေးတွေနဲ့နော်အယိုးတွေကိုဖုံးပြီးတော့ထားချီးပြောရှုပြောဖြစ်အောင်ပြီးတော့မန္တလောဟိတလေပနံအရေပြားလေးအုပ်ပြီးတော့အသားဖြူတယ်အသားမဲတယ်အသားညိုတယ်နဲ့ပြောနေကြနော်ဒီထဲမှာညိုတာညိုတော့ဟိုညိုချောလေးလို့ခေါ်ခြင်းသေးတယ်နော်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုတိဆောက်ထားတာအရေးပြားလေးကွတ်ထားပြီးတော့တိဆောက်တာဒါဖြင့်အတွင်းထဲကြည့်လိုက်ရင်ဘာတွေရှိလို့ဆိုရင်မတရီစရာတွေများစွာရှိတယ်ရုပ်ဝတ္ထုနေအဲ့ဒါအပြင်မှာအဆိုးဆုံးကဘာတွေတုံးဆိုယထဇရာစမစ္ဆုစမနောမေခောစအောဟိတောဒီထဲမှာထက်သွင်းထားတဲ့အဲ့ဒီအယိုးကိုယ်တော်ကြီးထဲမှာဘာတွေရှိတုံးဆိုရင်မာနတွေရှိတယ်ငါဆိုတဲ့မှာမက္ခခြေစုကန့်တဲ့သဘောတွေသူစီမှာရှိတယ်ယထဇရာစမစ္ဆုစအိုခြင်းရှိတယ်သေခြင်းရှိတယ်နော်သေရတဲ့သဘောတွေဒီထဲမှာထည့်ထားတယ်အိုရတဲ့သဘောတွေဒီထဲမှာထည့်ထားတယ်မာနဆိုတဲ့အထင်ရောက်မှုတွေထည့်ထားတယ်မက္ခလို့ဆိုတဲ့ခြေစုကန့်တဲ့သဘောတရားတွေထည့်တယ်မကောင်းတာတွေအကုန်ထည့်ပြီးသိမ့်ထားတယ်သို့တော့ပြင်ဘက်ကနေကြည့်ရင်တော့ကြည့်ပြောရှုပြောလို့ထင်နေရဗျအဲ့ဒါကိုကြည့်ပြောရှုပြောပို့ပြီးတော့ရှိအောင်ဆိုပြီးတော့ချမ်းသာတဲ့လူတွေကစိန်ရှိရတနာတွေဆင်လိုက်သေးတယ်အမလီစိန်ရှိရတနာဆင်ပြီးတဲ့အခါကျဒါလေးမပိုင်ရင်လူရမဝင်ဘူးလို့ထင်သေးတယ်ကိုချင်းသီလရှိရင်လူရဝင်ပါတယ်နော်ကိုချင်းတရားကောင်းရင်လူရဝင်တယ်သို့တော့စိတ်မပါရင်လူရမဝင်ဘူးလို့တချို့ကအထင်ရောက်တယ်အဲ့ဒါတွေမကဘူးကိုဆိုးတာယောက်ျားတွေအပေါင်းအသင်းလေးတော့နည်းနည်းလေးတော့အတော့စားလေးရှိမှဆိုတာရှိပြီတောက်ချင်နဲ့မပြောဘူးအပေါင်းအသင်းနဲ့ဝင်ဆန့်အောင်ဆိုပြီးအဲ့ဒါလိုလုပ်လို့ရှိကြမကောင်းတာဆိုဝင်ဆန့်သည်ဖြစ်စေမဝင်ဆန့်သည်ဖြစ်စေတောက်ချက်မှမလို့တာနော်တချို့ကအပေါင်းအသင်းဖြစ်အောင်လို့ဆိုပြီးတော့မတောက်ချင်မနဲ့တောက်ရတဲ့ပုံစံမျိုးဆင်ခြင်ပေးသေးတယ်လေလောကလူတွေဆိုတာ very cunning ကောက်ကျစ်တယ်လိန်တတ်တယ်ဒါသဘာဝပဲနော်အေးအဲ့ဒါလို့မဖြစ်အောင်မြတ်စွာဘုရားကတိဟဆိုတဲ့ကိုယ်တော်ဆုံးမဩဝါဒပေးတာအဲ့ဒါစကားလေးဟာသူ့ရဲ့ရင်ထဲမှာအမှတ်တရစကားလေးဖြစ်တယ်တိဟပမတော်ဝိဟရရတ္တိတိဝမတ္တံဓိတောဘာဝေဟိကုသလံဓမ္မံဇဟတိကံသမုဒ္ဒယခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့တဏှာကိုဆွန့်လွတ်ခြင်းဖြင့်ခန္ဓာကိုယ်ကြီးကိုဆွန့်လွတ်ပြီးသားဖြစ်ပထမတွေ့တာမှုကိုဆွန့်လိုက်တယ်တွေ့တာမှုဆွန့်လိုက်လို့ရှိရင်ကံတရားတွေကနောက်ထပ်ဒီခန္ဓာကိုယ်ကိုထပ်ပြီးတော့ဖြစ်စေမှာမဟုတ်တော့ဘူးတဏှာပြတ်သွားလို့ရှိရင်ကံတရားတွေလည်းရပ်ဆိုလိုတာကကိလေသာនិရောဓေကမ္မនិရောဓောပယ်ရမှာကိလေသာသာပယ်လို့ရတယ်ကံတရားကိုပယ်လို့မရဘူးကိလေသာនិရောဓေကမ္မនិရောဓောကိလေသာတွေဖယ်ရှားပြလိုက်လို့ချုပ်ငြိမ်းသွားပြီဆိုရင်ကံတရားတွေဟာအလုံးမဖြစ်တော့ကံတရားတွေအလုံးမဖြစ်ရင်ကံကြောင့်ဖြစ်ပေါ်လာတဲ့ဝိပါကဘုတ္တိဟာလုံးဝမဖြစ်တော့ဘူးဒီလိုဆိုလို့အဲ့ဒီသဘောကိုရှင်းလင်းဖော်ပြတဲ့အမှတ်တရစကားဖြစ်တယ်ဒီအမှတ်တရစကားအရာမြတ်ဗုဒ္ဓရဲ့ဒီအဆုံးအမကျင့်စဉ်အစစ်မြင့်တဲ့ကျင့်စဉ်တစ်ခုဖော်ပြတာဖြစ်တယ်ဟုတ်ပြီဒီတိဟဆိုတဲ့မထေမြတ်ဒီလိုအမှတ်တရစကားပြောတဲ့83ပါးမြောက်တိဟဆိုတဲ့မထေမြတ်ရဲ့ဘဝစာကြောင်းတစ်စိတ်တစ်စောင်းကြည့်ကြအောင်သူဟာတတ္တလောကတဲ့ကလူတယောက်သာဖြစ်တယ်ဘယ်တော့ကသူ့ဘဝစတင်ပေါ်လာတယ်လဲဆိုဒီဗတ္တကဘာကနောက်ဆုံးပြန်ပြီးတော့ရေးတွက်လိုက်လို့ရှိရင်118ကဘာမြောက်မှာအဋ္ဌဓာတိဆိုတဲ့မြတ်စွာဘုရားပွင့်အဲ့ဒီအဋ္ဌဓာတိမြတ်စွာဘုရားပွင့်တဲ့အချိန်မှာသူဟာသန္ဓဘာကမြင့်နားမှာကိနေရမျိုးနဲ့ဖြစ်တယ်ဒီကနေ့ခေတ်တော့ကိနေရဆိုတာပုံပြစရာတောင်မရှိအောင်ပျောက်ကွယ်သွားတဲ့သရဝမျိုးလို့ယူဆရမှာဖြစ်တယ်အာသောကမင်းကြီးလက်ထက်တိုင်အောင်ကိနေရတွေဟာရှိသေးတယ်ပေါ့နော်အခုတော့အယုတ်သေးပဲရှိတယ်ဒီအယုတ်ဟာတကယ်ပုံမှန်တကယ်အစစ်အမှန်လားဆိုတာတော့ပြောလို့မရတော့အာသောကမင်းကြီးလက်ထက်တိုင်အောင်ကိနေရတွေဟိမွန်တန်တောင်ကဖမ်းမိလို့အာသောကမင်းကြီးစီဆက်တာကရောက်ရှိဘူးအဲ့ဒီကိနေရတွေဟာလူစကားပြောတတ်တယ်လို့လည်းဆိုတယ်နော်
သူစကားပြောတတ်ရဲ့တဲ့ဘာဖြစ်လို့မပြောသလဲလို့ဆိုတဲ့အခါမှာလူတွေရဲ့နှုတ်ထွက်စကားဟာမမှန်တာတွေကများတယ်တဲ့နော်ပြောလိုက်လို့ရှိရင်လည်းတစ်ဖက်သားကိုထိခိုက်တဲ့စကားတွေများတယ်ဒါကြောင့်မို့လူဘာသာစကားရဲ့ဒီပရိယေများမှုလို့ပြောချင်ပြောနော်နားထောင်ကောင်းပရိယေများတယ်အဲ့တော့လူတွေပြောတဲ့စကားဟာအမှန်တရားပေါ်မှာတိတ်ပြီးမရောက်လို့မာစမုသပနေမှာမမှန်မကန်နေပြောမိမှဆိုလို့လူဘာသာစကားတတ်ပြီမယ်လို့ကိန်းနေရာတွေဟာနှုတ်ဆက်ပြီးဝစီပိတ်နေကြတယ်တဲ့ဟောနောက်တစ်ခုကမာစပရံအပုတေနအပစိတ်သူတစ်ပါးတွေကိုမဟုတ်မတရားပြောမိမှဆိုသည့်အတွက်ကြောင့်သူတို့ဟာနှုတ်ပိတ်ပြီးဝစီပိတ်နေကြတယ်ဟောနှုတ်ဆက်နေကြတယ်ဒီလိုဆိုတယ်သို့တော့ကိန်းနေရာဆိုတဲ့တော်ဟာဘယ်လိုတော်မျိုးလဲလို့ဆိုတာတော့သိဖို့တော်တော်ခက်ပါအဲ့ဒီမှာသာဏဘကမြေနာမှာသူဟာကိန်းနေရာမျိုးထဲမှာဖြစ်တယ်ဖြစ်တဲ့အချိန်မှာကိန်းနေရာတွေကသူတို့ကိုသူတို့အလှဆင်တဲ့အခါမှာပန်းနေကုန်းပြီးတော့သူတို့ကိုသူတို့အလှဆင်လေးရှိကြတယ်ပန်းနေနဲ့အလှဆင်လေးရှိတယ်စားတဲ့အခါလဲပန်းကိုစားဒါကြောင့်မို့ပုပ္ဖဘက်ခောပုပ္ဖနိဝတနောဆိုစကားလုံးနဲ့ကိန်းနေရာရဲ့အနေအထားကိုပြောပြတာဖြစ်တယ်နော်950ဇတ်ထဲမှာသန္တကိန္နရီဇတ်တို့ဘာတို့ဒီလိုဇတ်တွေမှာလည်းပဲကိန်းနေရာအကြောင်းပါတယ်နော်မြန်မာနိုင်ငံကဒီသူတနုတို့ဒွေးမနော်တို့ဆိုတဲ့ဇတ်တွေထဲမှာလည်းပဲဒီကိန်းနေရာကိန်းနေအကြောင်းကိုဖော်ပြနေကြတယ်သို့တော့ကိန်းနေရာကိန်းနေဟာဒီကနေ့ပြစရာမရှိတော့အောင်ပျောက်ကွယ်သွားပုံစံဖော်ပြဖို့တောင်မှအလွန်ခက်တယ်မြန်မာပကြီးတွေပပုတွေတော့ကြံသေးတယ်နော်ကြည့်ရင်တော့ကိန်းနေရာကိန်းနေရီသင်္ကန်းသွားကြည့်ပေါ့အဲ့ဒီမှာသင်္ကန်းတစ်စိတ်တော့ရှိသေးတယ်အဲ့ဒါပဲရှိတော့အဲ့ဒါလို့သူကလည်းကိန်းနေရာမျိုးမှာသွားဖြစ်ပြီးတော့မြတ်စွာဘုရားကိုတွေ့ရတဲ့အခါမှာအလွန်ကြည်ညိုသရာဖြစ်ပြီးမြတ်စွာဘုရားကိုပန်းနေနဲ့ပူဇော်ခဲ့ဘူးလေဒါတတ္တလောကမှာသရဝါဖြစ်တဲ့အချိန်လေးမှာကံကောင်းခြင်းတစ်ခုနော်အခုစဉ်းစားကြည့်ဒီပဲခူးမြို့သူမြို့သားပတ်ဝန်းကျင်ကလာရောက်ကြတဲ့ဒီခါပိုင်းကျောင်းလိုက်ကြီးကိုကြည်ညိုကြတယ်ဒကာဒကမတွေငယ်ဝေးရလာကြတယ်ဝီနည်းစပြန်ပွဲကြီးကိုလာရောက်ကြည်ညိုကြဒါကုသကံကောင်းတဲ့ဒီအခွင့်ကောင်းတစ်ခုကြုံတယ်လို့ခေါ်တယ်ကြုံလို့ကုသကောင်းမှုတစ်ခုဒီမှာလှုပ်လိုက်ကြအဲ့ဒီလှုပ်လိုက်ခြင်းဟာလမ်းကြောင်းပေါ်ရောက်လာခြင်းပဲဖြစ်တယ်။တမန်အပြင်ဆိုလို့ရှိရင်တတ္တလောကကြီးတွေမှာပျောက်ကွယ်နေမှာပဲ။ကိုဟာအမှုန်ကလေးတစ်စက်စာလောက်ပဲရှိတာ။အပျောက်ကလေးတစ်စက်စာများရှိတာနော်။အဲ့တော့သူကလည်းကိန္ဒီယာဘွားနဲ့ဘုရားကိုတွေ့လိုက်တာ။18ကဘာတန်တရားမှာဖြတ်ကျော်လာခဲ့ပြီးတဲ့နောက်မှာဘောရမမြတ်စွာဘုရားပွင့်တဲ့အခါရောက်တဲ့အခါကျတော့သူဟာမန္လမင်းမျိုးထဲမှာလာပြီးဒုလာဖြစ်တယ်သူ့ကိုတိဟလို့နာမည်ပေးတယ်နော်ဒိဋ္ဌိမင်းတွေထဲမှာလည်းပဲတိဟဆိုတဲ့စစ်သူကြီးတယောက်ရှိဘူးတယ်အခုကမန္လမင်းသားတွေကတိဟဗန္ဓုလဆိုတာလေဒီမန္လတွေကတူပဲအဲ့ဒီဗန္ဓုလဆိုတဲ့နာမည်ကိုယူပြီးတော့မြန်မာပြည်မှာလည်းစစ်သူကြီးမဟာဗန္ဓုလဆိုတာရှိတယ်နော်ဖွဲ့ပေးထားတယ်စစ်သူကြီးတကယ်ဗန္ဓုလနာမည်အစ်စ်ကတော့အဲ့ဒီမန္လမင်းသားတွေမှာရှိတယ်ပတိနေရီကောသရမင်းကြီးရဲ့စစ်သူကြီးဖြစ်မှုထမ်းသွားတယ်မန္လအခုအဲ့ဒီမန္လမင်းသားတွေထဲမှာတိဟဆိုတဲ့အမျိုးကောင်းသားတရားမြတ်စွာဘုရားမန္လတိုင်းကြွတဲ့အခါမှာမြတ်စွာဘုရားစီကတ်တယ်အဲ့ဒါသူ့အတွက်ဒီလမ်းကြောင်းပေါ်ရောက်ဖို့အတွက်ခွင့်လန်းပေးခြင်းကိန္နယာဘဝတုန်းကဘုရားနဲ့တွေ့ဆုံခဲ့ဘူးတဲ့အကျိုးကြောင့်ဂေါရမမြတ်စွာဘုရားနဲ့လူဘဝမှာလာဆုံမြန်တယ်ဆုံလိုက်တဲ့အခါမှာရင်ထဲကကြည်ညိုတဲ့စိတ်ကလေးရှိဒါကြောင့်မို့တရားပွဲသွားတယ်တရားသွားနာတယ်အဲ့ဒီလိုတရားသွားနာတဲ့အခါမြတ်စွာဘုရားကတရားဓမ္မရှင်းလင်းဟောကြားတဲ့အခါမှာသူဟာကြည်ညိုသရာတွေထပ်ပိုးပြီးတော့ဖြစ်လာအဲ့ထပ်ပိုးဖြစ်လာတဲ့ကြည်ညိုသရာတွေကြောင့်လူပေါင်းလူလောကကိုဆုံးခွာပြီးတော့သာသနာပေါင်းဝင်လိုက်သည့်ထိအောင်သူ့ရဲ့ကြည်ညိုစိတ်ဒီဆွန့်လွတ်အနစ်နာခံနိုင်မှုကများပြားလာဆွန့်လွတ်နိုင်တဲ့အနေအထားမျိုးရောက်ရှိလာ
ယဟန်ဘဝသူဟာရောက်ရှိလာခဲ့တယ်တရားတရားကြောင့်အဲ့ဒါလိုယဟန်ဖြစ်လာပြီးတဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်အတိုင်းကမ္မထံတရားကိုယူပြီးတော့တောအကြောင်းတစ်ခုမှသွားပြီးတရားထုတ်တယ်တရားထုတ်တဲ့အခါမှာတဘာဝကိုစိတ်ဆိုတာတည်ငြိမ်မှုမရှိဘူးလေစိတ်ဆိုတာဘယ်လိုပဲစိတ်ပဲဖြစ်ဖြစ်နော်ဒီဒူရင်ကမံဧကစရအတရိတံခုဟာပြန်အဝေးအာယုန်ထိအောင်ရောက်သွားတတ်တဲ့စိတ်ဟာတည်ငြိမ်စွာနေထိုင်ခြင်းမရှိသူ့ကိုမထိန်လို့ရှိရင်သူဟာဘယ်တော့မှတည်ငြိမ်မှာမဟုတ်ဘူးဒါကြောင့်မို့ဒီမတည်ငြိမ်တဲ့စိတ်သူ့မှာဖြစ်လာတရားအထုတ်ရင်သမာဓိကမရဘူးမရတဲ့အခါစိတ်တွေဟာလွင်ပါပြီးတော့နေတယ်အဲ့ဒီစိတ်တွေလွင်ပါပြီးတရားအထုတ်ခြင်းကသူမတတ်နိုင်ဘူးအရှုံးပေးရတော့မဲ့အနေအထားမျိုးထိအောင်ရောက်လာကိုယ့်ကိုလှုပ်ကြည့်လေထွက်လေဝင်လေလေးမှတ်ပြီးတော့ကြည့်လိုက်ပေါ့နိုင်ဝဲလောက်ထွက်လေလေးမှတ်ကြည့်လိုက်တဲ့အခါကိုယ်စိတ်တွေဟာဘယ်ပြေးတယ်လဲဆိုတာသိလိုက်အာယုန်ဒီမျိုးမျိုးပေါ်မှာရောက်ပြီးတော့စိတ်ဟာအာယုန်ဒီရှိရပြေးလွှားနေတာဒါကြောင့်မို့စိတ်ဟာမြောက်တစ်ကောင်လိုပဲမြောက်ဟာတစ်ကိုင်းတစ်ခုကိုဆွဲလိုက်ထိုတစ်ကိုင်းလွတ်လိုက်ပြီးနောက်တစ်ကိုင်းတစ်ခုကိုဆွဲလိုက်ခုံလိုက်အဲ့လိုလူရဲ့စိတ်ဟာလည်းဒီအာယုန်တစ်ခုကနေနောက်အာယုန်တစ်ခုကူနောက်အာယုန်တစ်ခုကနောက်အာယုန်တစ်ခုကူအငြိမ်မနေပဲနဲ့အာယုန်ရှိရာတိတိကျဆရတဲ့သဘောအဲ့ဒါလို့စိတ်ရဲ့သဘာဝအတိုင်းစိတ်ဟာကမ္မထာအာယုန်ပေါ်မှာတည်ငြိမ်ရင်းမရသူဟာစိတ်ပြက်ညှင်းငွေ့ပြီးအရှုံးပေးရတော့မဲ့အနေအထားမျိုးရောက်လာတဲ့အခါမှာမြတ်စွာဘုရားကသူတရားအထုတ်နေတဲ့နေရာကိုဉာဏ်တော်နဲ့ကြည့်ရှုပြီးများသောအားဖြင့်မြတ်စွာဘုရားကိုယ်တိုင်ကြွလာတာမဟုတ်ဘူးဩဘာသဂါထာလို့ခေါ်တယ်ရောင်ချီတော်လွတ်လိုက်တာရောင်ချီတော်လွတ်ပြီးကျောင်းတော်ကနေပြီးတော့ဆုံးမစကားပြောတာသို့တော့သူ့ရဲ့စိတ်ထဲမှာမြတ်စွာဘုရားကိုယ်တိုင်ကြွလာတယ်ကြွလာပြီးတော့သူ့ကိုဆုံးမသွားတယ်လို့ပဲစိတ်ထဲမှာခံစားရတယ်နော်မြတ်စွာဘုရားကိုလည်းသူကိုယ်တိုင်မြင်လိုက်ရတယ်မြတ်စွာဘုရားရဲ့အသံကိုလည်းကိုယ်တိုင်ကြားရတယ်အဲ့ဒါလို့တရားအထုတ်လို့စိတ်မတည်ငြိမ်တဲ့အချိန်လေးမှာမြတ်စွာဘုရားရဲ့အားပေးစကားကိုသူကြားလိုက်ရတာဘလောက်အားရှိစရာကောင်းလဲတိဟပ္ပမတောဝိဟရယောဘာဝေဟိကုသလံဓမ္မဇဟခိပ္ပံသမုဒ္ဒယံဆိုတဲ့ဒီတိုက်တွန်းချက်ကိုမြတ်စွာဘုရားတိဟမမေ့မလျော့နေပါနေ့နေ့ညညမပြင်းမဲ့နဲ့မမေ့မလျော့နေပါအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့တရားတွေကိုဖြစ်အောင်ကြိုးစားပါခန္ဓာကိုယ်ကြီးရဲ့ပေါ်တွေ့တာမှုတွေအလုံးကိုဆွန့်လွတ်နိုင်မှုကြိုးစားပါလို့မြတ်စွာဘုရားရဲ့တိုက်တွန်းချက်စကားဟာသူ့အတွက်အားစေးတစ်ခွက်ဖြစ်ပြီသူဟာအားတဲ့ရောနဲ့မြတ်စွာဘုရားပေးတဲ့နိလန်တိုင်းကြိုးစားအားထုတ်လိုက်တယ်အဲ့ဒီလိုကြိုးစားအားထုတ်လိုက်တဲ့အခါမှာသူဟာယဟနာပုဂ္ဂိုလ်ဖြစ်သွားတယ်ဒီခါထာလေးဟာသူ့အတွက်အင်မတန်မှတန်ဖိုးရှိတဲ့အဆုံးအမစကားလေးဖြစ်လို့သူ့ရင်ထဲနှလုံးထဲမှာအမြဲတမ်းသိမ့်ထားတဲ့အမှတ်တရစကားကိုပြောချင်ရင်ဒီဂါထာလေးနဲ့ပဲသူပြောတာဖြစ်တယ်အဲ့ဒါကိုပဲပိဋကစာပေကိုစူးစီးကြတဲ့မထေရမြတ်တွေကထေရဂါထာထဲမှာထည့်သွင်းပြီးတော့ဖော်ပြတာဟာဘုန်းကြီးတို့တွေအတွက်များစွာတန်ဖိုးရှိလာပါတယ်လို့ဒီလိုမှတ်ရကိုယ်ဘဝအတွက်မှလည်းပဲဒုတွေလည်းဒီလိုပဲကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတာမှတ်သားကြဖို့ပါပဲမထေရမြတ်တို့ရဲ့အမှတ်တရစကားတွေဟာညီသူအတွက်ပဲဖြစ်ဖြစ်တရားဓမ္မရေးရနဲ့ပတ်သက်လာတန်ဖိုးရှိဆုံးဖြစ်တယ်တရားစကားတွေဖြစ်လို့ဒီတရားစကားတွေကိုရင်ထဲမှာမှတ်သားလိုက်နာမှတ်သားထားပြီးလိုက်နာကျင့်သုံးကြမယ်ဆိုရင်တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးတရားတွေကိုတို့တွေရရှိကြမှာဖြစ်တယ်လို့ကိုယ်စီစိတ်ထဲမှာမှတ်သားယုံကြည်ပြီးကျင့်ကြံကြိုးကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း